အောင်မြင်မှုတွေရပြီးမှအနုပညာလောကကိုအနိုင်ပိုင်းသွားခဲ့တဲ့မိကပြောင်အားလုံးပဲမင်္ဂလာပါမင်းသားကြီးပရိသတ်တို့ရဲ့မိကပြားကဗီဒီယိုဇာတ်ကားခစ်ခရဲကနာမည်ကြီးခဲ့သူဖြစ်ပေမဲ့အခုနောက်ပိုင်းမှာတော့ဇာတ်ကားတွေမရိုက်တော့ပဲစီးပွားရေးပဲလုပ်နေကြတာပါမအိုတော့ဘူးလားလို့ထင်ရလောက်အောင်နုပြိုလှတဲ့မိကပြားကတရုတ်ဆောင်ကောင်းနေရတာကတော့ရုပ်ရှင်လောကရဲ့မင်းသားကြီးဦးကျော်ဟင်းရဲ့တပည့်အရင်ဖြစ်နေတာကြောင့်ပါပဲဆရာဖြစ်သူရဲ့အနုပညာအမှုတွေကိုဆက်ခံပြီးတရုတ်ဆောင်လောကတွေကိုဝင်ရောက်လာခဲ့တာပါပရိသတ်တွေအခုချိန်ထိအမှတ်ရနိုင်မဲ့မိကပြားရဲ့နာမည်အကြီးဆုံးဇာတ်ကားကတော့ဘိုက်ပူမဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာမိကပြားကတကယ်ဘိုက်အစ်စ်နဲ့တဘာဝကြကြတရုတ်ဆောင်နိုင်မှုတွေကြောင့်ဘိုက်ပူမမိကပြားဆိုပြီးပရိသတ်တွေကြားမှာရေပန်းစားခဲ့တာပါမိကပြားရဲ့အနုပညာအစာပိုင်းတွေကတော်တော်လေးကိုကောင်းမွန်ခဲ့ပေမဲ့ထိတ်တန့်မင်းသမီးစန်းတော့တိတ်မရှိခဲ့ပါဘူးဗီဒီယိုဇာတ်ကားတွေမှာအောင်မြင်ခဲ့ပေမဲ့ရုပ်ရှင်တွေမှာတော့အားနည်းခဲ့တဲ့ရှင်ဒါကြောင့်မဲ့အနုပညာလောကကိုအနိုင်ပိုင်းပြီးစီးပွားရေးဘက်ကိုပဲစောက်ချလုပ်လိုက်ကောင်အခုဆိုရင်တော့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေပါပြီရှင်အနုပညာလောကဆိုတာကအတက်အကျအနှိမ့်မြင့်တွေအများနဲ့ရှိတတ်တာကြောင့်အနုပညာရှင်တော်တော်များများကလည်းအသက်အရွယ်ရလာတဲ့အချိန်မှာဘဝရည်တည်မှုအတွက်အခက်အခဲတွေဖြစ်လာတတ်ကြပါတယ်ဒါပေမဲ့မိကပြားကတော့အိမ်လိုအဖြစ်မခံခဲ့ပဲ online shopping တွေစတင်ခေတ်စားလာတဲ့အချိန်မှာပဲ live sale လုပ်ငန်းဘက်ကိုရဲရဲဝံ့ဝံ့ခြေစုံဖြစ်ဝင်ရောက်လာခဲ့တာပါအစပိုင်းမှာတော့အခက်အခဲတွေရှိခဲ့ပေမဲ့အခုတော့ live sale ကနေအသက်မူဝမ်းကြောင်းပညာရပ်တစ်ခုကိုရှောက်ဖွေတွေ့ရှိသွားခဲ့တာပါဒီအလုပ်ကိုပဲဒီဇိုင်းမမတ်ဇွဲမလျှော့ပဲစူးစမ်းခဲ့တဲ့အတွက်အခုဆိုရင်အနုပညာကြီးကိုမှီခိုစရာမလိုတော့ပဲကိုယ်တိုင်ရှောက်ဖွေထားတဲ့စီးပွားရေးတစ်ခုနဲ့ခိုင်ခိုင်မာမာရပ်တည်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဦးကျော်ဟင်ရဲ့တပည့်ပီပီအနုပညာလောကကိုအကောင်းဆုံးပုံစံနဲ့အနိုင်ပိုင်းပြီးမှအပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားနိုင်ခဲ့တာပါစီးပွားရေးလောကမှာအောင်မြင်လာတာနဲ့အမျှမိကပြားရဲ့အဓိကရည်မှန်းချက်ကသမီးလေးကိုပညာတတ်ကြီးဖြစ်စေချင်တာပါကိုယ်တိုင်ကအနုပညာလောကရဲ့ပင်ပန်းမှုတွေလောကဒဏ်တွေကိုကြုံတွေ့ဖြတ်တန်းခဲ့ရတဲ့သူမလို့သမီးလေးကိုတော့အနုပညာလောကနဲ့ဝေးရမှာထားဖို့ဆုံးဖြတ်ခဲ့တာပါသမီးဖြစ်သူကိုပညာရေးဘက်မှသာပေါပေါမြောက်မြောက်ဖြစ်အောင်အစွမ်းကုန်ပံ့ပိုးပေးနိုင်ခဲ့တဲ့မိကပြားကလုပ်ငန်းခွင်မှာစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တယ်လို့အိမ်မှာတော့သမီးလေးအတွက်ဂုဏ်ယူစရာမိခင်ကောင်တယောက်လည်းဖြစ်ပါတယ်အနုပညာလောကကိုတရားဝင်နှုတ်ဆက်ပြီးစီးပွားရေးဘက်ကိုအပြည့်အဝကူးပြောင်းသွားခဲ့ပြီးဖြစ်ပေမဲ့သူ့ကိုလွမ်းဆွနေကြတဲ့ပရိသတ်တွေကတော့ဒူးနဲ့ဒီပါပဲရှင်အဲ့လိုလွမ်းနေကြတဲ့ပရိသတ်တွေအတွက်မိကပြားကမကြသေးမီကသမတ်စင်ကပွဲအစီအစဉ်မှာငရုတ်သီးလေးဖြစ်ပါဝင်ခဲ့တာပါညနေဖုံးကိုချလိုက်တဲ့အချိန်မှာပရိသတ်တွေအံ့ဩဝမ်းသာဖြစ်ခဲ့ရသလိုသူကိုယ်တိုင်ကလည်းပရိသတ်ကိုပြုံးပြုံးရွှင်ရွှင်နဲ့နှုတ်ဆက်နိုင်ခဲ့ပါတယ်သမတ်စင်ကမှပြန်လည်ထွက်ပေါ်လာမှုကအနုပညာလောကတွေကိုပြန်လည်ဝင်ရောက်လာဖို့မဟုတ်ဘဲလွမ်းနေတဲ့ပရိသတ်တွေကိုအလွမ်းဖြည့်ပေးရင်းနဲ့အနုပညာလောကထက်ပုံမတန်လွန်တဲ့ဘဝအခြေအနေမျိုးနဲ့ဂုဏ်ယူဝင်ကြွားစွာနှုတ်ဆက်လက်ပြသွားနိုင်ပြီဆိုတာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်သမတ်စင်ကအစီအစဉ်မှာပါဝင်တာကသူ့ကိုလွမ်းနေသူတွေကိုကျေးဇူးတုတ်ပြန်တာဖြစ်ကောင်ဘယ်တော့မှအနုပညာအလုပ်တွေကိုပြန်မလုပ်တော့ကြောင်းလဲတရားဝင်ကြေညာလိုက်တာပါမိကပြားကအလုပ်တစ်ခုကိုဇွဲရှိရှိနဲ့လှုပ်ဆောင်တတ်သူဖြစ်ကောင်ဘယ်နဲ့ပင်မှမဆိုအောင်မြင်နိုင်တဲ့သူပါပရိသတ်တွေကတော့မိကပြားကိုလွမ်းဆွနေကြအောင်မှဖြစ်ပေမဲ့ကိုချတော့ပေါ်ကိုရက်တီကအနိုင်ပိုင်းပြီးထွက်ခွာသွားနိုင်ခဲ့တဲ့ဘဝရက်တီမှုကိုလည်းဆက်လက်ပြီးဂုဏ်ယူလေးစားအားပေးနေကြအောင်ပါပဲမိကပြားရဲ့တစ်ချိန်ကဇာတ်ကားတွေကိုကြည့်ခဲ့ပြီးရင်ခေါမမမျှဝေပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ